အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖိုးတို့ကလက်ပံတန်တမျိုးလေးခေါ်ပြီးထွက်ခဲ့ရပဲဖြစ်ပါတယ်ကိုဆိုင်တို့မိသားစုကဖိတ်လို့ပေါ့နော်ပြီးရင်မှလူစုပြီးတော့ခရစ်စမတ်ပွဲလေးကြဖြစ်ပါတယ်ခုဆိုရင်တော့လက်ပံတန်မျိုးလေးကိုရောက်ပါပြီတငယ်ချင်းတွေနဲ့လူပြန်စုံတဲ့ပွဲပေါ့နော်ဒါကတော့ကိုနေမှာချက်ထားတဲ့ထမင်းနေဟင်းနေလူစုံတဲ့အချိန်မှာစပြီးစားကြပေါ့နော်ရန်ကောင်းပါဟင်းနေလည်းအများကြီးချက်ထားပေါ့နော်လူစုံလေးတနေကုန်စားကြတော့ကြပေါ့နော်ခုအစုံလေးပေါ့နော်ဒါကတော့ Sunday morning မှာချက်ပြီးမိုးဟင်းကားလေးပဲဖြစ်ပါတယ်မိုးဟင်းကားလေးကလည်းအရင်ကောင်းပါတယ်အဲ့ဒါပြီးတော့ဖိုးနေ့လယ်12နာရီမှာဖိုးရဲ့စာသင်ပေးရဲ့ဆရာမနဲ့ပေါ့နော်ချိန်ထားဖြစ်တဲ့အတွက်သူနဲ့အတူတူထွက်ပြီးတော့မှနေ့လယ်စာလေးလေးစားခဲ့ပါတယ်တငယ်ချင်းတွေလည်းစုံနေပြီးတော့ဒီချင်းနဲ့လည်းပြန်တွေ့ပေါ့နော်စကားတွေပြောကြသူလက်ဆောင်နေပြီးပေါ့နော်ဆိုအရင်ပြောခဲ့ပါတယ် Minun minulla on ystävä, kenellä on lehmiä. Niin hän teurasti ဖေးချင်းတူတူပေါ့နော်စကားတွေကတော့ပြောမကုန်နိုင်ကြတယ်လူပြောမကုန်နိုင်ကြတဲ့တစုဖြစ်ပါတယ်အရင်ပြောပါတယ် Haluatko maistaa? Se ei ota paljon aikaa. Tulee vieraitakin niin. ဒါကတော့တပုံရိုက်မယ်ဆိုပြီးတော့နှိပ်ရင်းနဲ့ဗီဒီယိုလေးဖြစ်သွားပါတယ်ဒီချင်းနဲ့စကားပြောလက်ဆောင်လေးပြရန်ပြောခဲ့ပါတယ် ဒါကတော့ဖိုးပြန်ပြီပေါ့နော်ပြန်ချိန်ရောက်လာပြီဆိုတော့ဖိုးတော့ဘူတာကိုထွက်လာခဲ့ရပဲဖြစ်ပါတယ်ဆိုတော့အကိုနဲ့မောင်လေးကျေးဇူးများကြီးတင်ပါတယ်နောက်နှစ်ဒီမှာပြန်ဆုံကြမယ်ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်တတာ